ရာကြီးပင်မြတ်ရေးသားသောစာအုပ်ကပါအခန်းလျှောက်ရေရှည်ကစင်၏အစိတ်အသက်တွေဦးလူအဖွေအစည်းဒီမှာတအုံနွေးနွေးဖြစ်ပေါ်နေသည့်ပြဿနာတစ်ရပ်ကိုကွက်ကွက်ကွင်းကွင်းရှင်းရှင်းကြီးပေါ်အောင်မိမောင်းထိုးပြသဖြင့်လူအများအလန့်တကြားနိုးကြတက်ကြွကဒီပြဿနာကိုအမြန်ဆုံးဖြေရှင်းရန်လှုပ်ရှားကြတောင်းဆိုကြငင်းခုန်ဝေဖန်ကြနှင့်အကြီးအကျယ်ကြရဲရိုက်သွားစေသည့်စာအုပ်မျိုးတွေရန်ဖာရန်ခါပေါ်ထွက်တတ်သည်အဲ့ဒီစာအုပ်မျိုးတွေအကြောင်းပြောပြသည့်အခါများတွင်အမေရိကန်လူမျိုးကြီးကျွန်းတို့၏တရိတ်ဆန်တများဆိုးဝါးလာသည့်ဘဝကိုတရုတ်ဖို့ကကျွန်းစနစ်ဆန့်ကျင်တိုက်ဖျက်ရေးအတွက်လှုံ့ဆော်ရေးသားသည့် Harriet Beecher တို့၏ Anke Turner ပင်တားတက်ကုန်ထုတ်စက်ယုံကြီးများမှအလုသမားတို့ရရဆက်ဆက်ခေါင်းပုံဖြတ်ခံနေရပုံနဲ့လုပ်ငန်းရှင်တို့ကမတန့်ချင်သောအသားများကိုဈေးကွက်တွင်တင်သွင်းရောင်းချနေပုံအကြောင်းကိုဖော်ထုတ်ဖွင့်ချသည့်Abdon Sanglia ၏တကြံကေ1906စသည့်ဝတ္ထုများပါလေးရှိသည်သို့သောလူအများကိုချက်ချင်းလင်းငယ်လှုပ်ရှားသွားစေသည့်နေရာ၌အဲ့ဒီဝတ္ထုကြီးများနှင့်တန်းတူစွမ်းအားကြီးမားသည့်ဝတ္ထုတမဟုတ်သောစာအုပ်တစ်အုပ်ရှိနေသည်ယင်းကပိုးသက်ဆေးများနှင့်ပေါင်းသက်ဆေးများကိုဘုံဘိုးတို့ဗယံမတာသုံးဆွေးကြခြင်းကြောင့်တဘာဝရှင်ခွင်စွာကမောက်ကမဖြစ်ကကြောင်းမဲ့ခွေအန်ဒီယေဘေးဆိုးများပေါ်ပေါက်လာပုံအကြောင်းကိုတတိပေးရေးသားလိုက်သည့်ရေရှည်ကားစဉ်၏ Silent Springတိုက်စိတ်သောຫນွေဦး1960နှစ်ဖြစ်သည်ဒီစာအုပ်ကြောင့်ပင်တဘာဝပတ်ဝန်းကျင်ပစ္စည်းမှုပြဿနာကိုလူအများသိမြင်ကလူသားတို့အနေနဲ့မိမိတို့နေထိုင်ရမည့်ကဘာကိုကာကွယ်ဆောင်ရှောက်သင့်သည်ဟုသောအယူအဆတရကဘာတလွှားပြန့်ပွားခဲ့သည်ဟုဆိုနိုင်သည်သို့သောတခုပြောထားရန်ရှိသည်ကဒီအရင်အတော့စိုးစည်းစွာကတိရပင်တချို့သောစက်မှုနိုင်ငံကြီးများရှိအသိပညာရှိသောပုဂ္ဂိုလ်တို့များ၏ကောင်းထေးတွင်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကောက်ွယ်ရေးအတွေ့အကြုံများကင်းအောင်နေခဲ့ပြီးဟုသောအချက်ဖြစ်သည်လူနယ်ထူထပ်သည့်မြို့ကြီးများတွင်မိုတိုယာဉ်များစက်ရုံအလုပ်ရုံများမှထွက်သည့်မီးခိုးများကြောင့်လေထုညစ်ညမ်းခြင်းမီးခိုးနှင့်မြူနှင်းပေါင်းဆက်ဖြစ်ပေါ်သည့်မီးခိုးမြူထူများပိတ်ဖုံကခရီးသွားလာရခက်ခဲခြင်းအသက်ရှူလမ်းကြောင်းယောဂအပါအဝင်ဘေးအန္တရာယ်များဖြစ်ပေါ်ခြင်းလူအများနှင့်စက်မှုလက်ငန်းများမှထွက်သည့်အညစ်အကြေးများကိုမြစ်ချောင်းများရေအိုင်များသို့ဆွန့်ထုတ်ကြသဖြင့်ပတ်ဝန်းကျင်ရေအရင်းအမြစ်တို့ပျက်စီးကရေသတ္တဝါများတည်ခြင်းပျက်စီးခြင်းတန့်ရှင်းသောရေကန်ချောင်းမြောင်းရှားပါလာခြင်းအကြောင်းအမျိုးမျိုးဖြင့်ပင်လယ်ပြင်သို့ဖိတ်ဆင်ကြရောက်သည့်ရေနံအညစ်အကြေးများကြောင့်လူတို့အပန်းဖြေရာပင်လယ်ကမ်းခြေများပျက်စီးခြင်းသင်္ဘောများစွာသောပင်လယ်ငှက်တို့အသက်ဆုံးရှုံးခြင်းသမုဒ္ဒရာကြီးသည်ပင်စက်မှုလုပ်ငန်းအတွက်အနုမြူအညစ်အကြေးများဆွန့်ပစ်ခြင်းစမ်းသပ်ဖောက်ခွဲကြသည့်နျူကလ িয়ার ဘုံများမှအနုမြူဓာတ်များနှင်းဆင်ခြင်းစသောအကြောင်းများကြောင့်အစိတ်အတောက်တင်းလာခြင်းစသည့်အချက်များသည်ဂေဟဗေဒပညာရှင်များတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတို့၏ခေါင်းထဲတွင်စိုးရိမ်စိတ်ကြောင်းကြစိတ်များတစ်နေ့တစ်ခြားတိုးပွားလာခြင်းဖြစ်ပေါ်လျက်ရှိသည်ထိုစိုးရိမ်စရာအကြောင်းချက်များကိုသုတေသနဆောင်းပါးများစာတမ်းများကျမ်းများစသည်ဖြင့်လေ၎င်းတို့ရေးသားဖြစ်ခဲ့ကြသည်သို့သောပညာရှင်အတန်းအဝန်းပြင်ပမှပုဂ္ဂိုလ်တို့၏စိတ်ဝင်စားမှုကိုများစွာမခံယူခဲ့ရာသိပ္ပံပညာအချက်အလက်များကိုယာတစာပေသမား၏ဆွေးဆောင်အားကောင်းသောအရေးအသားများနှင့်လှပစွာပေါင်းစပ်ထားနိုင်သည့်ရေရှည်ကားစဉ်၏စာအုပ်ထွက်လာတော့မှသာပညာရှင်များရောအများပြည်သူတို့လူကတွေမှာအကြီးအကျယ်ရိုက်ခတ်လှုပ်ရှားသွားခဲ့ခြင်းဖြစ်သည်သိပ္ပံသုတေသီတို့၏စာအုပ်စာတမ်းကျမ်းပေါင်းများစွာကိုအခြေပြု၍အဓိကကိုးကားချက်များအညွှန်းစရင်းကိုပဲစာမျက်နှာ90ကျော်ဖော်ပြရသည့်သူမ၏စာအုပ်ကိုပုံပြင်တစ်ပုဒ်နှင့်စာရေးဖွင့်ထားသည်သူတို့ပြောရှင်စွာပေါင်းဖက်ကြလေတည်းဟုသောဏီကုန်းရှုပ်ထားသည့်ချစ်စရာပုံပြင်မျိုးကမဟုတ်ခြောက်ခြားဖွယ်ရာပုံပြင်တခါတုန်းကတာယာလှပသည့်အမေရိကန်အလယ်ပိုင်းစိုက်ပျိုးရေးဒေသမြို့ကလေးတစ်မြို့မှာရုတ်တရက်ဘေးဆိုးကြီးတစ်ခုကြားရောက်ကခြံထဲကကြက်ကလေးတွေအုပ်လိုက်သည်ဆိုနွားတွေတိုးတွေတကောင်မိတကောင်ပျက်စီးလေသမားမိသားစုတွေရခင်တခါမှမကြုံဘူးမကြားဘူးသည့်ယောဂသည့်ယောဂဆန်းများစွာဆွေကပ်ဆရာဝန်တွေမကူသားနိုင်၍လက်မိုင်ရှာစမ်းချောင်းတွေကငါးကြီးငါးငယ်တွေလေတကောင်တမိမြရှာမရအောင်ပျောက်ကွယ်သွားနက်နက်ခင်းမှာဆိုးဆိုးစီစီအိုမြေတတ်ကြသည့်ငှက်ကလေးတွေမျိုးပြုတ်သေးဆုံးကုန်ကြသဖြင့်ຫນွေဥရာသီမှာတေးတန်သားကဲမိကတိတ်ဆိတ်6ကပ်စာသည့်6ရှားဖွေအနာဂတ်ရှုခင်းတစ်ခုကိုမနှက်ပြအတွက်ဒဏ္ဍာရီပုံမြင်တပိုးဟုကောင်းစင်တက်ကသူရေးချေပြခဲ့ခြင်းဖြစ်သည်ရေရှည်ကပုံမြင်ထဲမှသူရေးသားပြထားသည့်အနေအထားများအတိုင်းတထက်တေးတူညီစာဖြစ်ပွားနေသောမျိုးရွာမျိုးလိုလိုစေမရှိသည်သို့သောတစိတ်တပန်းတစွန်းတစစီဖြစ်ပွားခဲ့သောဖြစ်ပွားနေသောနေရာဒေသတွေတော့အများအပြားရှိနေပြီပုံမြင်ထဲကအနေအထားသည်
အချိန်မရွေးတကယ်လက်တွေ့ဖြစ်လာနိုင်သည်ဟု၍တတိပေးပြောဆိုသည်အဲ့ဒီနောက်သူမကတချို့နေရာများမှာတေးဆိုတတ်သောငှက်ကလေးတွေမရှိတော့သဖြင့်ຫນွေဦးရာသီပင်တိတ်ဆိတ်၆ကပ်နေရခြင်းသည်အင်းဆက်ပိုးသက်စေပေါင်းသက်စေစသည့်အာနိသင်ပြေသောဓာတုပစ္စည်းများကိုလေရင်ပုံမှကြေးဖြန်းခြင်းအပါအဝင်အစင်ချင်းအတွက်အစမရှိသုံးဆွဲကြခြင်းများကြောင့်ဖြစ်သည်ဟုဆိုလိုက်သည်ဒီပြဿနာကဒုတိယကမ္ဘာစစ်ကြီးနှင့်လေတနေ့တစ်ဖုံပတ်သက်သည်စစ်ကြီးအတွင်းဓာတုလက်နက်တွေစမ်းသပ်ဖို့ထုတ်ကြရ၌ပိုးသက်စီပေါင်းသက်စီအများအပြားကိုလေးရှာဖွေတွေ့ရှိခဲ့ကြသည်ရင်းအထေးတွင်အထင်ရှားဆုံးက DDT စသည့်ကလိုရင်းပါသောဟိုက်ဒရိုကာဗွန်များနှင့်ပါရာသွန်စသည့်အင်ဂနိုဖော့စဖရပ်ဓာတုပစ္စည်းများဖြစ်သည်စစ်အတွင်းနှင့်ဓာတုပစ္စည်းလုပ်ငန်းရှင်များသည်ဒီဟာတွေကိုစီးပွားဖြစ်ထုတ်လုပ်ရောင်းချကြရန်စီစဉ်ကြသည်စိုက်ပျိုးရေးသမားများကလည်းအစွန်းထက်သောဒီပစ္စည်းများကိုသုံးစွဲရှင်ကြသည်ထို့ဖြစ်၍တစ်တိုးသမားကသူ့တစ်ပင်များကိုကာကွယ်ရန်တစ်သီးရှံစိုက်ပျိုးသူများကသူ့တစ်သီးဝလံများမပြည့်စည်အောင်ထိန်းသိမ်းရန်ဝါခင်းရှင်များကလည်းဝါဖြင့်ကျိုင်းကောင်များကိုရှင်းလင်းဖေရှားရန်စသည်ကောင်းသောရည်ရွယ်ချက်များအပြင်အဆိုပါအဆင့်အတောင်များကိုလူတို့အလွန်အကျဉ်သုံးစွဲခဲ့ကြသည်စစ်ကြီးအပြီးဥရောပအမေရိကတို့တွင်လေယာဉ်တွေလည်းအများအပြားပိုရှန်ကြည့်ရရာရင်းတို့အတွင်ကြောင့်လေခေါင်းကင်မှာဖို့တည်ကြေးဖြန်းနိုင်ကြခြင်းဖြစ်သည်သို့သောလက်တွေ့သက်ရောက်မှုအရာအင်းဆက်ပိုးနှင့်ပေါင်းပင်တချို့ကိုတပ်ဖြတ်ရန်အတွက်ခေါင်းကင်သို့တက်ကအစိတ်မိုးများရွာရှာခဲ့သောသဘောဖြစ်သည်အင်းဆက်ပိုးသက်စင်များသည်ပိုးအကောင်ရောအဆိုးပါတပ်ဖြတ်ရုံမကရေသေးရှိငါလေသေးရှိငှက်တို့အပါအဝင်အင်းဆက်မဟုတ်သောတခြားတရဝါများကိုပါတည်ကြည်ပျက်စီးစေခဲ့သည်ရေချေကလူတွေပိုးသက်စင်များကိုမိမျှအလွယ်တွေကိုအသုံးပြုနေကြဖို့ဒီအတဝန်းကျင်မှာစိုးကျိုးတွေမိမျှကြီးမားစွာတက်ရောက်ဖြစ်ခဲ့ပုံများကိုအထတာရကများဖြင့်တင်ပြသည်ဥပမာကယ်လီဖိုးနီးယားပြည်မှာရေကန်ကြီးတစ်ခုတွင်ငါးဖမ်းသမားတွေမှတ်ကိုက်မခံရစေလိုသည့်ရည်ရွယ်ချက်ဖြင့်ကန်ဝန်းကျင်တစ်ခုလုံးကို DDT ဆင်းများဖြန်းရာငန်းတွေအကြီးအကျယ်တည်၍မျိုးပြုတ်လုံးနီးပါးဖြစ်ခဲ့ရဖို့တခြားရေကန်ကြီးတစ်ကန်တွင်၎င်းပတ်ဝန်းကျင်ရှိပိုးသက်စေအကြီးအကျယ်ဖြန်းခဲ့သောစိုက်ခင်းများမှစီးဝင်သည့်ရေများနှင့်အတူပါလာသောဓာတုပစ္စည်းနှစ်ချေလများစုစည်းမိကအန်ဒီယေပေးနိုင်သည့်အတိုင်းအဆထိရောက်ရှိလာပြီးနောက်ဗျိုင်းငန်းဇင်ယိုငှက်ကြီးဝံပိုစသည့်ရေနေငှက်များစွာတည်ကြည်ပျက်စီးခဲ့ရဖို့အမေရိကန်ပြည်အနောက်အလယ်ပိုင်းတနေရာတွင်ဂျပန်ပိုးတောင်များကိုတုတ်တင်ရန်ဖြန်းသည့်ဆေးကြောင့်တပိတ်လွေငှက်ဘီလုံးငှက်ရင်းငှက်စသည်များမျိုးပြုတ်တလောက်ဖြစ်ပွားခဲ့ဖို့စသည်များဖြစ်သည်ရေချေ၏အဲ့ဒီရေးသားချက်များကနောက်တွင်တခြားလူများအားလည်းအလားတူဖြစ်ရမျိုးတွေဖော်ထုတ်တင်ပြရန်များစွာအားပေးအားမြောက်ပြုခဲ့သည်နမူနာတစ်ခုအနေဖြင့်ရေချေကာစင်တို့ဖြစ်ဆွဲချက်အမည်ဖြင့်စာတပုတ်တွင်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတဦးဖြစ်သူ Flat Bellefic က1080ဟုလူသိများသည့်ဆိုဒီယမ်ဖလိုရိုအက်တီဒိတ်ဆေးများကိုတွင်ကြဲအသုံးများလာတင်သည့်အန်ဒီကိုထောက်ပြသည်1080ကိုကြွက်သက်ဆေးအဖြစ်ဂျုံဆေးများနှင့်လူကအသုံးပြုကြောင်း1080ပါသောဂျုံဆေးတစ်စီးသည်ကြွက်တကောင်ကိုတည်စေနိုင်ကြောင်းသို့သောကြွက်တာမဟုတ်ရှင်းများယုံများလေးတစစ်စားမင်းယုံဖြင့်ဆက်ရှင်းသေးကြောင်းနေရာတစ်ခုတွင်ဆွေးဝန်ထက်အများဆုံးဖြန့်ကျက်ခဲ့သည့်အစိပ်ပါသောဂျုံဆေးများကြောင့်တမင်ဒရီကောင်ရေး100ကျော်တည်ခဲ့ကြောင်းတခြားနေရာတစ်ခုတွင်လည်း1080ဆေးကိုပင်စိုက်ခင်းဖြက်ရှင်းများအားတုတ်တင်ရန်အသုံးပြုခဲ့ရာပတ်ဝန်းကျင်တစ်ခွင်မှတိုးပေးများနဲ့ငန်းကောင်ရေး3000ကျော်အပြင်သိငှက်လင်းယုံငှက်များပါတည်ကြည်ပျက်စီးခဲ့ရကြောင်းရေးသားထားတာတွေ့ရှိရသည်Silent Spray စာအုပ်ပုံနှိပ်ထွက်ပေါ်ပြီးလာပြီးနောက်နှစ်ခန့်အကြာတွင်အမေရိကန်အစိုးရပြည်သူ့ကျန်းမာရေးဌာနကလည်းအန်ဒရင်ပိုသက်စီကြောင့် Mrs. P မြေအောက်ပိုင်းနှင့်၎င်းစည်းဝေရာမကစီကိုပင်လေဝေးထဲတွင်9ကောင်ရဲ့စေတန်းခန့်တည်ဆုံးခဲ့ကြောင်း၎င်းပိုသက်စီများသည်မြစ်ကန်ဘေးတစ်ဖက်တစ်ချက်ရှိစိုက်ခင်းများမှကျဆင်းလာခြင်းဖြစ်ကြောင်းအတည်ပြုပြောဆိုခဲ့သည်အလားတူ1968ခုဇူလိုင်လအတွင်း New Week မဂ္ဂဇင်းသတင်းသပုတ်တွင်ဘိုနီယိုကျွန်းအင်ဒိုနီးရှားကျွန်းစု၌ကျေးရွာများတွင်ရင်ကောင်များတောင်းကျနေသဖြင့်တုတ်တင်ရှင်းလင်းရန်ကျန်းမာရေးဌာနက DDT ဆေးဖြန်းကြောင့် DDT ကြောင့်ရင်တွေချက်ချင်းရှင်းသွားသို့လေမကြမီပင်ရင်သေးကောင်ကိုစားသည့်အိမ်မြောင်ပုတ်တင်ကင်းလိတ်ချိုးစသည်တို့သေဆုံးကြကြောင်း၎င်းထို့နောက်တွင်အိမ်မြောင်ပုတ်တင်တို့ကိုစားသည့်ကြောင်များသေဆုံးကြပြန်ကြောင်းကြောင်မရှိသည့်အခါကြွက်တွေအရန်ပွားများလာပြီး
ပလိတ်ယောဂအန်ဒီကိုရင်ဆိုင်လာရကြောင်းစသည်ဖြင့်ပေါ်ပြထားရာပိုးသက်စီတို့ကြောင့်စင်ကေးဖြစ်ပေါ်သည့်ဘေးအန်ဒီရေတို့၏တဘိုးကိုရေရှည်ကဆင်စတင်ခဲ့သည့်ဇလန်အကြောင်းဖို့ထုတ်တင်ပြလာခြင်းပဲဖြစ်သည်ရေရှည်ကပိုးသက်စီပေါင်းသင်းစင်များကြောင့်အပင်နှင့်တရိတ်ဆန်များတည်ဆုံးရသည်ဟုဆိုလျင်ထိုအစိတ်များပါဝင်နေသည့်အသီးအရွက်နှင့်အသားများကိုစားသုံးမိသည့်လူသားများမှာကိုမြင်းမြအန်ဒီရေမျိုးကြားရောက်နိုင်မည်ဟုဆက်လက်စစ်ကြောဝေဖန်သည်ထို့နောက်သူမကလိုလိုစေတဲ့ပိုးသက်စေအစိတ်များများနဲ့ဓာတ်ရိုက်ထိတွေ့မိသဖြင့်တစ်ချက်မြင့်မျိုးတည်ဆုံးသွားသူအရေးအတွက်အနည်းငယ်မှသာတွေ့ရသေးကြောင်းသို့ပိုးသက်စေအစိတ်နည်းနည်းစီနဲ့ရေရှည်ထိတွေ့ခဲ့သဖြင့်ကင်ဆာလူကီမီးယာအသေးအောင်ယောဂစသည့်ကြောင့်မဲ့ဖွယ်ယောဂဆုံးများဖြစ်ပွားကတည်ဆုံးကြရမည့်သူတွေအများရှိနေကြောင်းစိုက်ပျိုးရေးဒေသများတဲ့နေထိုင်ကြသူတို့အနေနဲ့မွေးကလေးရစတင်ကပတ်ဝန်းကျင်ရင်းမြေတိုးတောင်များတွင်ပြန့်နှံ့နေသည့်အစိတ်များကိုမဆိုစလောက်နည်းနည်းစီထိတွေ့မိခင်နေကြကြောင်းဒီအစိတ်တွေသည်ပမာဏနေသည့်အခါပြဿနာမရှိသို့လေခန္ဓာကိုယ်တွေဖြည်းဖြည်းချင်းရေရှည်စုဝေးမိလာသည့်အခါအသက်ကိုအန္တရာယ်ပေးသည့်အဆင့်သို့ရောက်ရှိလာနိုင်ကြောင်းတတိပြုရန်ထောက်ပြပြုဆိုသည်တဖန်လူတို့သုံးဆွဲသောအစိတ်အတောက်ပစ္စည်းများကြောင့်တဘာဝပတ်ဝန်းကျင်၌ထိခိုက်ပျက်စီးမှုများရှိတဲ့ကဲ့သို့တဘာဝပတ်ဝန်းကျင်ဘက်ကပြန်လည်ခုခံတိုက်ခိုက်တာမျိုးလေးရှိကြောင်းရေရှည်ရေးသားခဲ့သည်နမူနာတစ်ခုကရခင်ကားထက်ပို၍အန္တရာယ်ရှိသောအဖျက်ပိုးသစ်များပေါ်ပေါက်လာခြင်းဖြစ်သည်ဓာတုပစ္စည်းတို့၏တိုက်ခတ်ခြင်းခံရသည့်အခါပိုးများထဲမှအပြုတ်သောခံနိုင်ရည်နေသောအကောင်များမှာအလျင်အမြန်တည်ဆုံးကြသည်သို့မသေးပေးကြံခဲ့သည့်အကောင်များကိုဆက်လက်ရှင်းလင်းဖို့မှမလွယ်ကူဥပမာပိုက်ဆိုင်တိုက်စီးဖြန်းခံရသောနေရာတစ်ခုတွင်သက်ဆိုင်ရာအဖျက်ပိုး၏90%တည်ကျေပျက်စီးသွားသည်ဆိုပါစို့မသေးပေးကြံခဲ့သော10%သည်ပိုးသက်ဆေးတံခံနိုင်သောအကောင်များဖြစ်သည်တနည်းဆိုရသောပို၍ကြမ်းခံတမ်းမာသောအဖျက်စွမ်းအားမြင့်မာသောအကောင်များဖြစ်သည်၎င်းတို့မှဆက်လက်ပေါက်ဖွားမိပိုးများသည်တန်ဆွမ်းသောအမျိုးများဖြစ်သည်တဖန်ပတ်ဝန်းကျင်နှင့်၎င်းတို့ပိုးတွေအရေးအတွက်ယုတ်နေပြီး၎င်းတို့စားသောက်ဖြစ်စေနိုင်သည့်တီးနိုင်ပင်တွေပိုးများရှင်သန်နေသည့်အခါ၎င်းပိုးများသည်လေပို၍အလျင်မြန်များပြားစွာမျိုးပွားကြသည်ဤသို့ဖြင့်ပိုးသက်ဆေးများသုံးဆွဲပြီးကာလအတန်ကြာသောရခင်မျိုးပြုတ်သလိုရှိခဲ့သောအဖျက်ပိုးများသည်ပို၍အားကောင်းတန်မာပြီးပိုးသက်ဆေးတံခံနိုင်သည့်စူပါအဖျက်ပိုးများအဖြစ်ပေါ်ပေါက်လာလေသည်အခါဓာတုဗေဒပညာရှင်များက၎င်းတို့ကိုသုတ်သင်နိုင်သည့်ပို၍အစွန်းထက်သောအစိတ်များဖော်ဆက်ထုတ်လုပ်ကဖြန့်ဖြူးသုံးဆွဲကြခြင်းဖြင့်အဖျက်ပိုးများသာမကလူအပါအဝင်ပတ်ဝန်းကျင်ရှိတဲ့တဝါများအလုံးကိုပို၍ပြင်းထန်သောဆိုးကျိုးများတက်ရောက်စေပြန်ဦးမည်ဖြစ်သည်ယင်းတို့အစိုးတန်တရားလေးနိုင်သောအနေအထားကိုထောက်ပြကရေချေကတဘာဝချင်းခွင်ချာကိုကမဖြစ်အောင်လုပ်သောလူသားသည်အနံ့ရစရာမရှိသည့်စစ်ပွဲကိုဆင်နွှဲနေခြင်းဖြစ်ကြောင်းဒိုတဝါအမျိုးမျိုးအပင်အမျိုးမျိုးတို့၏အသက်စီဝါတွေချိတ်တွေဆက်နေသောတဘာဝပတ်ဝန်းကျင်သည်နုညံပြောင်းသလိုထိခိုက်ပျက်စီးသလိုခင်ရသို့လေတစ်ဖက်တွင်ရင်းနှံအလွန်ကြမ်းခံကြမ်းမာကြိုး၍လူသားတို့လုံးဝမျှော်လင့်မထားသောနီလန်းများဖြင့်တွန်းပြန်တိုက်ခိုက်နိုင်သည့်စွမ်းရည်တတိရှိကြောင်းမှတ်ချက်ချခဲ့သည်Silent Spray သည်ရေချေကာစင်၏ပထမဆုံးစာအုပ်မဟုတ်ပေဒီစာအုပ်စတင်ရေးသားသည့်1958ခုနှစ်တွင်သူအသက်50ကျော်စပြုပြီးသိပ္ပံသုတေသနအတွေ့အကြုံစာအုပ်စာတမ်းရေးသားသည့်အတွေ့အကြုံများသည်ကြွယ်ဝပြည့်စုံခဲ့ပြီဖြစ်သည်ငယ်စဉ်ကကြေးလက်ရှိမိသားစုစိုက်ပျိုးမြေမှာကြီးပြင်းခဲ့သောရေချေသည်ရေကန်ချောင်းများနေရာမြင့်နှင့်တစ်ပင်တစ်တိုများကိုစိတ်ဝင်စားခဲ့သည်တဘာဝပတ်ဝန်းကျင်အကြောင်းကိုမိခင်ထံမှစတင်လေ့လာစီးပူးခဲ့သည်ဟုဆိုနိုင်သည်ထို့အပြင်ခလေးဘဝကတိကစာရေးစာဖတ်ဝါသနာပါသည်အသက်10နှစ်အရွယ်မှာပဲခလေးစာပေမဂ္ဂဇင်းတစ်စောင်၌သူရေးသည့်ပုံမြင်လေးတစ်ပုဒ်ပုံနှိပ်ဖော်ပြခြင်းခံရသည်တက္ကသိုလ်သို့အင်္ဂလိပ်စာအဓိကကျောင်းသူအဖြစ်တက်ရောက်ရင်းစာနယ်ဇင်းများသို့ကြပြတွေရေးပို့ပေးသောရေရှည်သည်ဇီဝဗေဒအတန်းတက်မိရာကတတဝါလောကကိုအထူးစိတ်ဝင်စားသွားပြန်ကတတဗေဒစီယိုလိုဂျီအဓိကတန်းကိုပြောင်း၍တက်ခဲ့သည်1932ခုနှစ်တွင်ဂျွန်ဟော့ကင်တက္ကသိုလ်မှတတဗေဒဖြင့်မဟာဘွဲ့ရသည်၎င်းနာမည်ကျော်ဝုဒ်ဟိုအနဝဇီဝဗေဒတခွေခိုင်း၌ဆက်လက်၍သုတေသနပြုကစာတမ်းတစ်ခုပြုစုသည်နောက်တွင်အမေရိကန်အစိုးရ9နှစ်တိုးတော်တော်ဌာနတွင်အမှုထမ်းသည်အနဝါကိုနှစ်သက်ကျွမ်းဝင်သူဖြစ်သည့်အလျောက် Under the Sea Wind The Sea Around X နဲ့ The Age of Sea စသည့်စာအုပ်စာတမ်းများရေးသားခဲ့သည်သိပ္ပံအကြောင်းချက်များကိုတာမန်ပရိသတ်စိတ်ဝင်စားအောင်ရေးဖွင့်နိုင်စွမ်းရှိသည့်အလျောက်သူစာအုပ်များကိုလူအများစိတ်ဝင်စားသည်အထူးသဖြင့်
The Sea Around Us မှာလူကျဲများလှပြီးအမျိုးသားစာအုပ်စုပါရှင်းပြခံရသည်ထို့အပြင်ထိုစာအုပ်မှရရှိသည့်စာမှုခဝင်များကြောင့်မိမိစိတ်ဝင်စားသည့်အကြောင်းတစ်ရပ်ကိုပြည့်ပြည့်ဝဝသုတေသနပြုကစာအုပ်စာတမ်းရေးသားနိုင်သည့်အခွင့်အရေးရရှိလာသည်ထို့အချိန်တွင်သူကောင်းထဲမှရခင်ကတည်းကဆွေးနွေးနေသည့်ပိုးသက်စီပေါင်းသက်စီများပြဿနာကိုရေးသားရန်စိတ်ကူးရသည်အရေးတကြီးရေးဖို့လိုအပ်နေပြီဟုလေသူမြင်သည်သို့တော်လေအကြောင်းရပ်ကအနဝါစီဝဗေဒအကြောင်းရေးသည့်သိပ္ပံသုတေသနစာအုပ်နှင့်မတူဓာတုကုန်ထုတ်လုပ်ငန်းရှင်ကြီးများနှင့်ထိတ်တက်တွေ့ရမည့်အလုပ်ဖြစ်ကြောင်းသိရသဖြင့်ရုတ်တရက်လက်တွန့်သည်နောက်တော့မှဒီအန်ဒီယေဆိုးကိုမိမိမျက်စိထဲတွင်ပြပြပြင်းပြင်းမြင်နေပါလျက်ရင်ကုန်နှုတ်ပိတ်နေခဲ့မိသည်မိမိဘယ်သောအခါမှစိတ်ငြင်းချမ်းမှုရနိုင်လိမ့်မည်မဟုတ်ဟုခံယူက၄နှစ်ညကြာအောင်သုတေသနပြုလျက်ဒီစာအုပ်ကိုရေးခဲ့ခြင်းဖြစ်သည် Silent Spree ကိုစာအုပ်အဖြစ်ထုတ်ဝေပြီးမပြုမီThe New York Magazine တွင်တစိမ့်တရေသားအခန်းဆက်အဖြစ်ဖော်ပြခဲ့ရာပထမတစ်ပတ်မှာပင်ပရိသတ်ဘက်မှစိတ်ဝင်စားသုံးပြန်တန်တွေပို့ထွက်လာခဲ့သည်စာအုပ်အဖြစ်ထွက်လာသည့်အခါတွင်မူချက်ချင်းပင်အကြီးအကျယ်ရောင်းရပြီး New York Times သတင်းစာကအပတ်စဉ်ဖော်ပြသည့်အယောင်ရဆုစာအုပ်စီးရင်တွင်30ပတ်မှဆက်တိုက်ပါရှိနေခဲ့သည်စာအုပ်ကဈေးကွက်မှာအောင်မြင်သလိုလူအများရဲ့အတွေ့အမြင်များပေါ်တွင်လေအကြီးအကျယ်ရိုက်ခတ်လွှမ်းမိုးခဲ့သည်ပိုးသက်စီတို့၏ကြောင်းဝဲဖွေအန်ဒီကိုလူဒန်းအလန့်လကြားသိမြင်သွားကြပြီးဓာတုပစ္စည်းလုပ်ငန်းကြီးများနဲ့သက်ဆိုင်ရာအစိုးရဌာနများအဖို့ PRP တောင်းဆိုလျက်ပြင်းပြင်းထန်ထန်ပေါ်ပေါက်ခဲ့သည်စာအုပ်ထွက်ပြီးများမကြမီမှာပင်အမေရိကန်ပြည်နဲ့အစိုးရကပိုးသက်စီသုံးစွဲမှုထိန်ကွက်ရေးအစီအစဉ်များထီအောင်မှုရှိရေးဓာတုပစ္စည်းတို့ကိုဘေးအန္တရာယ်မများသောနေဖြင့်သုံးစွဲနိုင်ရေးတို့အတွက်စူးစမ်းလေ့လာအဖြေရှာမှုများပြုလုပ်လာသည်ပြည်တွင်လေစိုက်ပျိုးရေးငါးလုပ်ငန်းနဲ့စားနပ်ရိက္ခာဝန်ကြီးဌာနကလူတို့အများသုံးစွဲနေကြသည့် DDT အနွယ်ဝင်ပိုးသက်ဆေးများဖြစ်သော Adrian, IA Ladrin နှင့် Pedica Chlor တို့အားတင်းတင်းကြပ်ကြပ်ကန့်သတ်သည့်အမိများထုတ်ပြန်ကြေညာသည်ကုလသမဂ္ဂ၏စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ကြီး FAO ကလေ1965ခုနှစ်တွင်ရိုးမမြို့နယ်ကမ္ဘာလုံးဆိုင်ရာညီလာခံတရားကျင်းပပြီးပိုးသက်ဆေးများအားလူကိုအန္တရာယ်မပြုစေဘဲထိရောက်စွာအသုံးပြုနိုင်သည့်နည်းလမ်းများခြောက်ပွေကြရန်ဆွေးနွေးညှိနှိုင်းကြသည်ရေရှည်အေးစာအုပ်ကြောင့်လူအများအလန့်တကြားဖြစ်နေကြစဉ်သူဟာအကြီးအကျယ်ဒုသထွက်နေသူများလည်းရှိသည်အဓိကဓာတုဗေဒပစ္စည်းထုတ်လုပ်သူများဖြစ်သည်ရေရှည်ကလေသူစာအုပ်တွင်ဓာတုဗေဒလုပ်ငန်းရှင်ကြီးများသည်အစိတ်အတောက်ဖြစ်စေနိုင်သည့်ဓာတုပစ္စည်းအသစ်များအမှန်တကယ်လိုအပ်မလိုအပ်တဲ့အကျိုးအမြတ်ကိုအတွက်ကဖိုဆက်ထုတ်လုပ်ပြီးဈေးကွက်တွင်ထည့်သွင်းပေးခဲ့ကြဟုဆိုရင်ပဲပွင့်ချင်းရေးသားခဲ့ရာဓာတုဗေဒလုပ်ငန်းသမားများဘက်ကအပြင်းအထန်တုံ့ပြန်ကြသည်ရေရှည်အေးစာအုပ်ပါရေးသားခြင်းများသည်သိပ္ပံအချက်အလက်တွေ့စမ်းသပ်ချက်နှင့်လုပ်ငန်းခွင်အတွေ့အကြုံများရဲ့အခြေခံမခံကြောင်းအရှိပကတိအနေအထားများနဲ့လွေးချိုနေကြောင်းရှုတ်ချပြောဆိုကြသည်ထို့အပြင်သူမအားတစိတ်ကိုတအိတ်လောက်ကကြောင်ကတန်းအလန့်တကြားထအိုနေသူလုပ်ငန်းရှင်များအပေါ်မလိုမုန်းတီးထားစိတ်နဲ့တစ်ဖက်ဆောင်နဲ့ပရမ်းပတာပြောဆိုသူစသည်ဖြင့်ပုဂ္ဂိုလ်ရေးအရာပုတ်ခတ်ရေးသားခြင်းများလေးပြုလုပ်လာကြသည်တစ်ဖက်တွင်တကယ်အလေးအနက်သုံးပြန်သူတို့အတွက်ပိုးသက်စင်းနဲ့ပေါင်းသက်စင်းများသည်လူတို့အသက်ရှင်မှုအတွက်အမှန်တကယ်လိုအပ်ကြောင်း၎င်းတို့ဟောသာအသုံးမပြုပါကမကြမီအရှင်အတွင်းမှာပဲဈေးကွက်နဲ့တစ်သီးဝလံများနဲ့ဟင်းသီးဟဲ့များပြက်လက်သွားနိုင်ကြောင်းယနေ့အချိန်တွင်ဓာတုပိုးသက်စေသုံးစွဲမှုကိုလုံးဝရပ်စဲလိုက်မည်ဆိုပါကကမ္ဘာအနှံ့ရှိစိုက်ပျိုးရေးနေမျိုးများတွင်နှံကောင်ကျန်းကောင်နှင့်တခြားအဖျက်ပိုးမျိုးစုံကိုကြားရောက်လွှမ်းမိုးသွားကြလိမ့်မည်ဖြစ်ကြောင်းယနေ့လေသမားတို့တီးနှံအများစိုက်ပျိုးထုတ်လုပ်နေခြင်းမှာဓာတုဆေးများသုံးစွဲခွင့်ရနေကြသောကြောင့်သာဖြစ်ကြောင်း၎င်းတို့မရှိသည့်နဲ့တပြိုင်နက်အပေါ်အရှံစားနပ်ရိက္ခာတို့ကုန်ခန်းကစိုက်ခင်းများနဲ့ရေအံမြစ်ချောင်းများတွင်ပေါင်းမြက်နဲ့ဓာတ်ပင်မှုပင်တို့ဖုံးသွားတဲ့ကဲ့သို့ထိမ့်သိမ်းမရနိုင်သည့်ယောဂမျိုးစုံတို့နဲ့ဖြစ်ပွားလာနိုင်ကြောင်းစသည်ဖြင့်ရှေ့ပါပြောဆိုကြသည်။ယင်းတို့၎င်းတို့ဘက်ကပြောဆိုကြသည့်များထည်တွင်တကယ်အလေးနဲ့ထားရသည့်အချက်တချို့ပါရှိသည်။ဥပမာဓာတုပစ္စည်းများကယောဂဗျာအများအပြားကိုရှင်းလင်းပေးနိုင်ခဲ့သည်ဟုသောတစ်ချက်ဖြစ်သည်။ငှက်ပြားငန်းဝအဖျား yellow fever အိတ်ငိုက်နာတိုက်ဖတ်ယောဂစသည့်လူအများအပြားကိုအသက်အန္တရာယ်ပေးသောယောဂများသည်ရှင်တန်းမွားလေးစသည့်အင်းဆက်ပိုးများကြောင့်ဖြစ်ပွားနေကြသည်၎င်းတို့ကိုနှိပ်ကွက်ထားနိုင်လျင်အဆိုပါယောဂများကောင်းမထောင်နိုင်ဥပမာအမေရိကအပါအဝင်ကမ္ဘာအနှံ့အပြားမှာဒုက္ခပေးနေခဲ့သောငှက်ပြားယောဂသည်ချင်းကိုနှိမ်နှဲနိုင်သည့်အကြောင်းကြောင့်ပင်တိုင်းပြည်အများအပြားတွင်လုံးဝပျောက်ကွယ်သွားခဲ့သည်လူသားအနေနဲ့အင်းဆက်ပိုးများကိုတတ်သဖြင့်
တဘာဝချင်းခွင်ချတင်းဆောင်ရင်းရံသွားလိမ့်မလားစဉ်းစားတွေ့တော့မနေနိုင်၎င်းတို့အာမတက်လျင်အင်းဆက်ဘိုးတို့ကလူကိုတက်ကကဘာကိုပါလွှမ်းခြုံသွားလိမ့်မည်စသည်ဖြင့်၎င်းတို့ကဝေဖန်ထောက်ပြကြသည်သို့သောအမှန်စင်စစ်ရေရှင်အနေနဲ့လေစိုက်ပျိုးရေးသုံးဓာတ်တို့ပစ္စည်းများကိုလုံးလုံးလားလားပြည့်ပြည့်ရန်ပြောဆိုခဲ့သည်တို့မဟုတ်ပေအင်းဆက်ဘိုးတက်ဓာတ်တို့ပစ္စည်းများကိုလုံးဝဘတော်မှမတုံးဆွေးပါနဲ့ဟုကျမတိုက်တွန်းနေခြင်းမဟုတ်ပါကျမပြောနေသည်ကအစိတ်အတောက်ပြင်းပြီးတတဝါနှင့်တစ်ပင်များအပေါ်တက်ရောက်အားကြီးမှသည့်ဓာတုပစ္စည်းများကို၎င်းတို့၏အန္တရာယ်အကြောင်းကောင်းစွာမသိသူသို့မဟုတ်လုံးဝမသိသူများလည်းတော့အစဉ်ရှင်အတွက်အဆမရှိထစ်ပေးကြသည်ဟုသောအချက်သာဖြစ်ပါသည်ဟူ၍သူမရေးသားခဲ့သည်ဓာတုပစ္စည်းများအမှန်တကယ်လိုအပ်နေသည့်နေရာ၌သုံးဆွဲခြင်းကိုသူလက်ခံသည်သို့သောတတ်နိုင်သမျှအနည်းဆုံးသုံးဆွဲဖို့သူတတိပြီးသည်ထို့အပြင်ဓာတုပစ္စည်းမသုံးပေအင်းဆက်ပုံးမတွေကိုထိန်းချုပ်နိုင်မည်တခြားနည်းလမ်းများရှာဖွေကြသူတေသနာပြုလုပ်ကြရန်လေသူစာအုပ်နီကုန်းဝန်းတဲ့အလေးအနက်အကြံပြုရေးသားထားခဲ့သည် Island Space စာအုပ်ထွက်ခါစားတွင်ဝေဖန်တက်ခတ်မှုများပြင်းထန်ခဲ့သို့လေနောက်ပိုင်းတွင်တိုက်ခိုက်သူတို့ဘက်ကတဖြည်းဖြည်းနောက်ဆုတ်သွားကြသည်ရေရှည်ကာစင်၏အယူအဆကိုထောက်ခံသူတွေတစ်ချိန်အချိန်အဟုန်နှင့်တိုးပွားလာပြီးပညာရေးဆိုင်ရာအသင်းအဖွဲ့များရောအစိုးရပိုင်းကပါသူမအားဂုံတူးဆောင်ပွဲများစုတစိမ့်များရှိမြင့်ခဲ့ကြသည်သို့သောရေရှည်မှာအောင်မြင်မှုအသည့်အပွင့်များကိုကြာရှည်ခံစားနိုင်ခွင့်မရှိခဲ့ Silent Spray ကိုရေးသားပြုစုခဲ့ကာလစဉ်မှာပဲသူမ၌ရင်သားကင်ဆာစတင်ဖြစ်ပွားခဲ့သည်ယောဂတစ်ဖက်နဲ့စာအုပ်ကိုပြည်စည်းအောင်ရေးသားပြီးဒီစာအုပ်နဲ့ပတ်သက်သည့်ကြရက်တွေအချိန်တက်နေစဉ်1964ခုနှစ်မှာပဲသူကွယ်လွန်ခဲ့သည်ယခုဆိုလျင်နှစ်ပေါင်း40ကျော်ခဲ့ပြီသို့သောသူမ၏အမည်နာမရောလိုရများကိုပါယနေ့တန်ရှင်တန်စေဖြစ်သည်ယခုအခါအစမတန်ကြီးပွားကျေပြန့်လာခဲ့ပြီဖြစ်သည့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအမုံကြီးတီတွင်ရေရှည်ကာစင်ဟူသောအမည်ကအထင်အရှားပါဝင်နေစေဖြစ်သည်ရေရှည်ကာစင်ခမ်းမှရေရှည်ကာစင်အထင်အမှန်အဆောက်အဦရေရှည်ကာစင်တဘာဝတိုးရန်ဥယျာဉ်ရေရှည်ကာစင်စုစသည်များအပြင်ယနေ့ခေတ်တဘာဝသမားများကသူမအားအလေးအမြတ်ပြုထားကြသည်အလားတူပင် Silent Space စာအုပ်သည်လေနိုင်ငံတကာပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတို့အတွက်မဖက်မဖြစ်သည့်ပင်ရင်းကျန်းတအိုးအဖြစ်အရေးပါနေစေဖြစ်သည်